လာမယ့်ရာသီမှာဒါလီဗာပူးတင်ချန်ပီယံလိဝင်ခွင့်နဲ့လွဲချော်ခဲ့မယ်ဆိုလို့ရှိရင်ယူရိုတန်း120အထိဆုံးရှုံးသွားနိုင်တဲ့ဘန်နာရေးအခြေအနေအားလုံးမင်္ဂလာပါ Anfield ဇုံကနေပြန်လည်ကြိုဆိုလိုက်ပါတယ်လက်တလုံးမှာကလီဗာပူးရဲ့အခြေအနေကိုကြည့်လိုက်ရင်တကယ်ကိုရင်သက်ထိတ်ပါပဲကျွန်တော်သိထားတဲ့အတိုင်းအခုမတ်လဟာပွဲချက်တွေနဲ့အရန်ကိုအရေးကြီးနေတာပါအဓိကစိုးရိမ်စရာဘာလဲဆိုတော့ဒီရာသီမှာအဆင့်5အတွင်းမဝင်နိုင်ဘဲနဲ့ချန်ပီယံလိဝင်ခွင့်တာလွဲချော်ခဲ့မယ်ဆိုလို့ရှိရင်အသင်းကဘန်နာရေးတင်မကပဲနဲ့လူရန်အရာပါအကြီးအကျယ်ထိုးနှက်ချက်ကိုဖြစ်သွားနိုင်ပါတယ်ပထမဆုံးဘန်နာရေးရှုတော့ကနေကြည့်လိုက်ရအောင်ချန်ပီယံလိဝင်ခွင့်မရတော့ဘူးဆိုတာနဲ့စုကြီးငွေတွေရုပ်တံမှုပိုင်ခွင့်ဝင်ငွေတွေနဲ့ဥရောပညချန်ရဲ့ကွင်းဝင်ကြီးတွေပါအကုန်လုံးဆုံးရှုံးသွားမှာပါဒါစုစုပေါင်းယူရိုတန်း120လောက်ထိရှိနိုင်တယ်လို့ခန့်မှန်းထားကြပါတယ်ဒါလောက်များတဲ့ပမာဏသာဆုံးရှုံးသွားမယ်ဆိုလို့ရှိရင်လာမယ့်နွေရာသီမှာကျွန်တော်တို့မျှော်လင့်ထားတဲ့ကစားသမားတွေဝယ်ယူဖို့ကိုတကယ်ကိုခက်ခဲသွားမှာပါဒုတိယအနေနဲ့အရေးကြီးဆုံးကတော့အဓိကကစားသမားတွေရဲ့အနာဂတ်ပါဘောလုံးလောကရဲ့ထုံးစံတိုင်းထိပ်တန်းကစားသမားတွေရဲ့ချန်ပီယံလိမှာကစားချင်နေကြပါတယ်အခုဆိုလို့ရှိရင်အီဂျစ်ဘီယံမိုဆာလာနဲ့ဂပ်ပိုတို့ရဲ့အနာဂတ်ကလည်းတော်တော်လေးကိုဝေဝါးနေပါပြီအထူးသဖြင့်ဆာလာလိုကစားသမားမျိုးကသူ့ကစားသမားဘဝနောက်ဆုံးနှစ်တွေမှာချန်ပီယံလိမှာပဲကုန်ဆုံးချင်မှာပါအကယ်၍လီဗာပူးတင်းတာလာမယ့်ရာသီမှာချန်ပီယံလိဝင်ခွင့်မရတော့ဘူးဆိုလို့ရှိရင်အဓိကကစားသမားတော်တော်များများထွက်သွားနိုင်မှုရာခိုင်နှုန်းတော်တော်လေးကိုများပါတယ်ဒီပြအာနီစလော့အတွက်ကတော့ဒါတကယ်ကိုခေါင်းခဲစရာတစ်ခုဖြစ်နေမှာတော့အမှန်ပါပဲဖလိုရီယန်ဗစ်ကလည်းဒဏ်ရာရနေတော့တိုက်စစ်မှာလမ်းပြောက်ပြီးဝူအတင်းကိုလည်းတကယ်ရှုံးနေခဲ့ပါတယ်တော်တော်လေးကိုစိုးရတဲ့အခြေအနေတစ်ခုပါပဲဒီလိုရလက်ဆိုးတွေက top 5 ဝင်ခွင့်အခြေအနေကိုတကယ်ချိန်ချောက်နေတာပါလီဗာပူးတင်းရဲ့တင်ကောင်းဆောင်ဗန်ဒိုက်ကိုယ်တိုင်ကလည်းကျွန်တော်တို့ကလုံးစရာတွေအများကြီးရှိသေးတယ်ဆိုပြီးတော့ကစားသမားတွေကိုသတိပေးထားပါတယ်အချုပ်ပြောမယ်ဆိုလို့ရှိရင်ဒီ2026မတ်လလီဗာပူးရဲ့အနာဂတ်9နှစ်စာအတွက်ကိုတော်တော်လေးကိုဆုံးဖြတ်ပေးသွားမှာပါယူရိုတန်း120လောက်ကိုပဲဆုံးရှုံးမလားဒါမှမဟုတ်လို့ရှိရင်အဓိကကစားသမားတွေကိုလက်လွတ်ရမလားဆိုတာကကြံရှိနေတဲ့ပွဲတွေပေါ်မှာပဲတကယ်မူတည်သွားပါပြီကဲညီကိုတို့ရောလီဗာပူးတင်းနေနဲ့ဒီလိုအချက်တင်းတွေကြားကနေပြီးတော့ top 5 ဝင်ခွင့်ရအောင်ရုန်းကန်ပြီးအဓိကကစားသမားတွေကိုဆက်လက်ထိန်းထားနိုင်မယ်လို့တကယ်ယုံကြည်ကြလား comment box မှာဝင်ရောက်ဆွေးနွေးပေးသွားခဲ့လို့ရပါတယ်ကျေးဇူးများရေးတင်ပါတယ်လီဗာပူးတင်းနဲ့ပတ်သက်တဲ့ up to date သတင်းတွေကိုစင်ဆက်မပြတ်တင်ဆက်ပေးနေတာကြောင့်ကျွန်တော် page ကိုလည်း like and follow လုပ်ခဲ့ကြဖို့လည်းမမေ့ခဲ့ကြပါနဲ့ကျေးဇူးများရေးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြတာပါ